မင်္ဂလာပါမင်္ဂလာရှိလားရှိတယ်မင်္ဂလာရှိအောင်ငါတို့ပထမဦးဆုံးအာလူဟုတ်လားအာလူပြီးသွားတော့တော်ပြီအခုဘာပြောရလဲရဲဘော်ပြောသွားပြီဟုတ်လားကိုငါရဲဘော်တယောက်ဖြစ်ပြီဆိုတော့confidence ယုံကြည်စိတ်ချမှုရှိလားရှိပါတယ်ဒီကြလားရှိပါတယ်မလည်းဖန်တီးရှိမှာတစ်ဖက်ကတည်းရှိမှာတော်တိုင်းပြည့်ရည်ရှိမှာတော်တိုင်းပြည့်ရည်ရှိပါဟုတ်တယ်ရှေ့ပတ်စင်နေရလို့ပြောထွက်ပြီးသွားဒီမှာရှေ့မှာဆရာတို့ဥဒ္ဒန်တို့လည်းပြောပြီးပြီဆိုတော့ဒီသူတော့တိတ်ပြောကြမရှိပါဘူးငါတို့မှာရေးကြည့်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ငါတို့အခုတင်နေဆင်းသွားပြီဟုတ်လားတင်နေမှာငါတို့တင်နေဆရာတွေကတင်နေမှုတွေကသူတို့တောင်းကြည့်အောင်သူတို့တင်မိလိုက်တယ်အဲ့ငါတို့ကအရက်သားတွေမဟုတ်တော့စစ်သားတွေဖြစ်သွားတယ်စစ်တင်နေအခြေခံတက်ပြီးသွားတယ်အဲ့လိုဆိုတော့ပြောချင်တာငါတို့ကစစ်မြေပြင်ကိုရောက်လို့ရှိရင်ငါတို့တင်ထားတဲ့ဒီပညာရက်တွေဒီတိခက်စင်တွေဒီပြထောင်မောင်းလေးတွေဟုတ်လားဒီအကုန်လုံးဒီခင်းဆောင်ကြီးတွေဒီလုံလေးလုံနေအကုန်လုံးမင်းတို့မှတ်သားထားပြီးတော့မှဒီဟာကိုမင်းလေးမပြဖို့လိုတယ်။ညာတော့အပြင်ကဘယ်လိုဖြစ်ကြလဲဆိုတော့တင်တန်းမှာတက်တက်တင်နေဖြည့်ရောက်လို့ရှိရင်တနက်ပြည့်ဆိုပုံစံတစ်မျိုးဝိပီဆိုပုံစံတစ်မျိုးပုံစံမျိုးတွေတင်တန်းမှာတင်တဲ့အတိုင်းမဟုတ်ကြတော့အဲ့လိုမဟုတ်ဘဲနဲ့တင်တန်းမှာစနစ်တကျတင်ထားတဲ့အတိုင်းပဲစနစ်တကျသွားလာလှုပ်ရှားတဲ့ပုံစံမျိုးတွေကိုသင်ဆောင်သွားမယ်ငါတို့အဲ့လိုမှမဟုတ်လို့ရှိရင်အန္တရာယ်များတယ်ဒီလားမင်းတို့အဲ့ဒါရေးကြည့်ရနော်တင်တန်းမှာတင်သွားတဲ့ဟာတွေကိုမင်းမပြရအောင်နော်အဲ့ဒါရေးကြည့်ရနော်ပြီးတော့နောက်တစ်ခုရေးကြည့်ရပါလေဆိုတော့ငါတို့နေတဲ့နေရာငါတို့မင်းတို့အခုတူနေတဲ့ဒီတော်လိုင်းနေနေပြီငါတို့အိမ်ဖြစ်တယ်အဲ့ဒါရေးကြည့်အဲ့လိုမှမင်းတို့မတတ်မှတ်ဘူးဆိုလို့မင်းတို့အိမ်ကိုလွမ်းနေလိမ့်မယ်မင်းတို့ရဲ့အမေရှိတဲ့အိမ်ကိုမင်းတို့လွမ်းနေလိမ့်မယ်ဒီလားမင်းတို့တခုအစင်ပြေတာဖြစ်ပြီးတခုခက်ခဲမှုတွေဖြစ်ပြီးတခုစားရေးတောက်ရေးပဲဖြစ်ဖြစ်နေထိုင်ရေးပဲဖြစ်ဖြစ်တခုခံစားချက်တွေဖြစ်ပြီးဆိုတာနဲ့ဆရာပြောသလိုပဲဘယ်လိုနဲ့တေဝမသိတဲ့ဖောက်လွမ်းတာတို့မရှိတော့တဲ့အဖိုးလွမ်းတာတို့ဘယ်လိုဖြစ်လာလဲရှင်းမှလည်းဖြစ်ခဲ့ပြီးပါပြီဟုတ်လားအဲ့တော့ချင်းချောက်လေဒီနေရာကိုကိုယ့်အိမ်ကိုရလို့မတတ်မှတ်ဘူးဆိုရင်မင်းတို့အိမ်ကအခြားနေရာမှာရှိနေအောင်ပါအဲ့တော့အခြားနေရာကိုမင်းတို့လွမ်းနေမှာအဲ့တော့မင်းတို့တော်လိုင်းရေးစိတ်ဖက်မှလုပ်နိုင်မှာမဟုတ်ဘူးငါတို့ကိုယ်တိုင်လည်းဒီခံစားချက်တွေကြုံခဲ့ရတာပဲရှင်းမှရှိတဲ့မင်းတို့ရဲ့နောင်တော်တွေလည်းဒီခံစားချက်တွေကြုံခဲ့ရတာပဲအဲ့တော့အကောင်းဆုံးစိတ်ခံစားချက်ကတော့ငါတို့နေတဲ့နေရာငါတို့အိမ်ပဲဒီဂျက်စစ်ဆိုကြငါတို့အိမ်ကြီးပဲဂျက်စစ်ဆိုကြရဲ့ဘယ်နေနေပဲဖြစ်ဖြစ်ကငါတို့အိမ်တွေပဲအဲ့တော့ခုနတက်ဖွဲ့မှုပြောသွားသလိုပဲငါတို့အိမ်မှာရှိတဲ့အမိုးချုံတွေဘယ်သူဖားရမှာဘုရားကဖားရမှာဟုတ်လားငါတို့ရဲ့စီမင်းစည်းကမ်းတွေရော်ရဲနေပြီဆိုရင်ဒီဟာကိုအကြံဉာဏ်ပေးတာဝေဖန်တာထောက်ပြတာဘယ်သူလုပ်ရမှာလဲငါတို့ကိုယ်တိုင်လုပ်ရမှာအဲ့တော့ငါတို့နေတဲ့နေရာဒီငါတို့အိမ်ဖြစ်တယ်ငါတို့ဘေးမှာရှိတဲ့ငါတို့ရဲ့ရဲဘော်ရဲဘက်တွေဒီငါတို့ရဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေဖြစ်တယ်ဆိုတော့သိခံစားခြင်းနဲ့အတူတူတော်လည်းပြီးတဲ့အထိဟုတ်လားတော်လည်းကဘယ်လိုပြီးလဲဆိုတော့ငါတို့မသိဘူးဘယ်သူမှလည်းမပြောနိုင်ဘူးအဲ့တော့ငါတို့ဘဝငါတို့ရဲ့လက်ရှိရည်တည်ချက်ကဒီရည်တည်ချက်ဖြစ်တယ်ငါတို့တွေကံကောင်းလို့ငါတို့ရဲ့ခင်မဟုတ်လားမင်းတို့ဖေတွေခင်မှာတော်လိုင်းလောက်ရလားမလောက်ပါဘူးငါတို့ဖိုးတွေခင်မှာလည်းတော်လိုင်းမလုပ်ခဲ့ရအောင်ငါတို့ခေကြမှာဟုတ်လားငါတို့ဒီလဲနေလေအောင်မြင်းဆောင်မကြံတော်လိုင်းလုပ်ခွင့်ရတယ်ဒီအာနာရှင်ကိုဆန့်ကျင်ခွင့်ရတယ်ဆိုတော့ငါတို့ဘလောက်ကံကောင်းတဲ့ကောင်တွေလဲဆိုတာမင်းတို့ကိုယ့်ကိုအဲ့တော့တန်ဖိုးထားပြီးကြည့်ဟုတ်လားတော်လိုင်းလုပ်ချင်တာတော့လုပ်လို့မရခဲ့တဲ့ရှေ့ရမျိုးဆက်တွေအများကြီးပဲအဲ့တော့ငါတို့ခင်မှာငါတို့ကဝင်လင်းမြင်သာမှုရှိရမယ်တရားမျှတမှုရှိရမယ်နိုင်ကျင့်မှုမရှိရဘူးဆိုတော့အချက်တွေငါတို့သိခွင့်ရတယ်ငါတို့ကောင်းကောင်းဟုတ်လားဒီNLDဆိုရ9နှစ်တာကာလမှာငါတို့ကောင်းကောင်းဓာတ်တွေကိုသိမြင်ခွင့်ရခဲ့တော့အာနာသိရဲ့အချိန်မှာချက်ချင်းတန်းပြီးငါတို့တန်းပြီးတော့ငါတို့ဆန့်ကျင်တာပဲတန်းပြီးတော့ငါတို့ပုံကန်တာပဲဟုတ်လားဒီဟာကိုချက်ချင်းငါတို့ဆန့်ကျင်ခွင့်ရဟုတ်လားနည်းနည်းတော့ကုသကံမဟုတ်ဘူးလားအဲ့ဒါမျိုးအဲ့တော့ဒီဘဝဒီတော်လိုင်းသမားဘဝတော်လိုင်းသမားဂုံတိတ်ခါကိုတန်ဖိုးထားပါပြီးသွားရင်ခုနပြောသလိုရှင်းမပြောခဲ့တဲ့ငါတို့တင်တန်းမှာတင်သွားတဲ့တင်တန်းမှုတွေမင်းတို့တေချာအပင်ပန်းခံပြီးတင်သွားတဲ့သင်ခန်းစာတွေကိုမမေ့ပြပါနဲ့ပြီးတော့နောက်ဆုံးတစ်ချက်ကငါတို့ဆရာကြီး
ဥဝင်နေပြောသလိုပဲငါတို့မှာစူးဖွဲ့မှုကြိုးပဲလို့မရဘူးစိတ်သက်ကြိုးပဲလို့မရဘူးကျမ်းမာရေးကြိုးပဲလို့မရဘူးအဲ့သုံးခုကအချင်းချင်းဆက်နွယ်နေတယ်အဲ့ဒါကိုတရားစင်ကပြီးတော့အဲ့သုံးခုလုံးဝမကြိုးပဲနေငါတို့တွေကျမ်းမာရေးကြိုးပဲပြီတရားရောက်ဖျားပြီးနာပြီဆိုလို့ရှိရင်အဲ့ကျမ်းမာရေးကဘာကိုကြိုးပဲပြီလဲဆိုတော့ငါတို့ရဲ့စိတ်သက်ကိုလာပြီးကြိုးပဲပြီနေဖျားပြီးနာပြီဆိုတာနဲ့တော်ပါယူကငါမလို့လည်းဖြစ်တာပဲဘေးမှာလုံးမဲ့လူအများကြီးရှိတာပဲစိတ်သက်ကြိုးပဲပြီတွေ့လားမင်းတို့စိတ်သက်ကြိုးပဲလို့ခုနကျမ်းမာရေးကြိုးပဲလားနဲ့စိတ်သက်ကြိုးပဲလို့စိတ်သက်ကြိုးပဲပြီးတော့မှအဲ့စိတ်သက်ကတော်လိုင်းသမားစိတ်မဟုတ်တော့ဘဲနဲ့ဂျိုင်သွားပြီဆိုလို့ရှိရင်မင်းတယောက်လကားဖြစ်သွားပြီငါတယောက်လကားဖြစ်သွားပြီအဲ့ဒါဆိုဘာကျိုးပဲသွားပြီငါတို့ရဲ့စုဖွဲ့မှုကျိုးပဲသွားပြီဟုတ်လားအဲ့သုံးခုကိုတည်တည်ချာချာနှလုံးသွင်းပါနံပါတ်1ငါတို့တင်တန်းမှာတင်ခဲ့တဲ့တင်ငန်းစာတွေကိုမင်းမဖြစ်ပါနဲ့ဆက်လက်တည်ဆောင်သွားပါရဲဘော်ဘွားကြီးဟုတ်လားနောက်ထပ်မင်းတို့အရာရှိဖြစ်လာမယ်မင်းတို့ရဲ့နောက်မှာတင်တက်ဖို့စောင့်နေတဲ့ကိုညီကိုတွေရှိတယ်ဒီညီကိုတွေအကောင်းဆုံးဆံပြဖြစ်အောင်ငါတို့ဘယ်လိုဆွဲခေါ်မလဲငါတို့ဥဆောင်နေတဲ့ကြငါတို့ဘယ်လိုဥဆောင်မလဲဆိုတော့အခုတည်းကစပြီးတော့မှတင်ယူပါပြီးရင်ကိုယ့်ရဲ့နောင်တော်တွေရှိမှလည်းကိုအထွေးကြုံကိုအတိအဝယူပါအဲ့နံပါတ်1နော်နောက်တစ်ခုကတော့နံပါတ်2ကတော့ငါတို့နေတဲ့နေရာငါတို့စုဖွဲ့နေတဲ့နေရာငါတို့ရဲ့တော်လှန်ရေးနယ်မြေဒီငါတို့အိမ်ဖြစ်တယ်အဲ့နံပါတ်2နံပါတ်3ကတော့ငါတို့ခုနပြောတဲ့စုဖွဲ့မှုရဲ့စိတ်ဓာတ်ရဲ့ကျန်းမာရေးလုံးဝမကျူးပဲပါစေနဲ့အဲ့တော့ကိုကောင်းနေမယ်တဏ္ဍာမှာဖြစ်အောင်နေမယ်ကျန်းမာရေးအရေးကြီးတယ်နော်ကျမ်းမာရေးအရေးကြီးတယ်ငါတို့တွေဒီမြို့မှာနေပြီးတော့မှကိုစားနေတာစားနေရနေတာမဟုတ်ဘူးအဲ့တော့အခုမင်းတို့ရဲဘော်တွေဖြစ်သွားပြီဆိုလို့ရှိရင်ရဲဘော်မှာသူ့ကိုယ်တိုင်နဲ့ဒီရှိတယ်အဲ့ကိုယ်တိုင်ထဲမှာကိုဝါအောင်ကိုဘယ်လိုစားမလဲအေးရောဘယ်လိုအိမ်လဲတာဝန်ရေးချင်ဘယ်လိုထမ်းဆောင်ပြီးတော့မှကိုယ့်အတွက်ကောင်းတဲ့စာအုပ်စာပေဘယ်လိုဖတ်မလဲမနေ့ကဒီဘက်ကဆိုမင်းတို့ဖုန်းနေပြန်ရတော့ပြန်ရပြီဆိုလို့ရှိရင်မင်းတို့အိမ်နဲ့ဆက်သွယ်မယ်ဟိုကြည့်မယ်ဒီကကြည့်မယ်အလကားတဲ့အချိန်မပြောဘူးငါတို့တွေအခုဆိုလို့ရှိရင်ပို့ဆိုးတယ်အင်တာနက်ကအလကားရတာမဟုတ်ဘူးအင်တာနက်တွေကငါတို့တက်အများကြီးကုန်ခံပြီးတော့မှဒီဆက်သွယ်ရေးအဆင်ပြေအောင်ငါတို့လုပ်ဆောင်ထားတာဖြစ်တယ်အဲ့တော့ဒီအင်တာနက်တွေတုံးတဲ့အခါမှာလေစစ်ရေးတွေနိုင်ငံရေးတွေကိုကြည့်ပါမြန်မာနိုင်ငံလုံးမှာဟုတ်လားအခုဘယ်နေရာမှာစစ်ရေးတွေဘယ်လိုဖြစ်နေလဲပေါ်ဆောင်နေကြတယ်နိုင်ငံရေးကတော့ဘယ်လိုဖြစ်နေလဲဘယ်အစုဖွဲ့တွေကတော့ဘယ်လိုမျိုးအားကောင်းနေလဲဘယ်အစုဖွဲ့တွေကတော့ဘယ်လိုမျိုးအားနည်းနေလဲဆိုတဲ့ဟာတွေကိုမင်းတို့လေ့လာပါမင်းကြည့်ပါပြီးတော့မရှင်းတဲ့ကိစ္စတွေရှိလို့ရှိရင်မင်းတို့ဆရာတွေပြီးတော့ဒီမှာရှိတဲ့တပ်ဖွဲ့မှုတွေကိုတပ်ဖွဲ့မှုတွေငါတို့ဆရာဇွဲတိမင်းတို့အကုန်လုံးဒဲတပြင်းကြီးငါပြောဆိုပိုင်ဝင်ငါတို့မှာအားလုံးရှိတယ်အတူတူပဲကြောက်နေကြမလို့ဘူးချိန်နေကြမလို့ဘူးငါတို့မှာဘာရှိရမလဲဆို respect လေးစားမှုတစ်ခုရှိရမယ်ငါတို့ဆရာပဲငါတို့တပ်ဖွဲ့မှုပဲဆိုလေးစားမှုတစ်ခုရှိရမယ်ငါတို့အားလုံးဒီလက်ရည်တပြင်းကြီးတော်လှန်ရေးကိုအတူလုံးနေတဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်နော်ဒီသုံးခုကိုပြောပြီးတော့မှဒီနေ့ဖွင့်စကားကိုတော့ဒီလိုထုတ်ပါ